ဒီမှာဗာနေအဲ့ဒါတို့ဖီကနေတယ်ယူဆိုင်ပါဒီတက်ဖို့ပဲနေမှာနော်ရအဲ့မောင်ပါမိစလိုက်အဲ့တော့လေဟိုခုနကမိစလိုက်ပို့တယ်ဒါညမရပညာတို့တက်ကတော့ချုပ်ပါဒါတော့ဘောနော်သူ့ပေးထားတဲ့ squishy လေးပဲဖြစ်ပါရဲ့ဒါ squishy လေးပဲဖြစ်ပါရဲ့ဘောနော်ညီမဘောနော်ချစ်စရာလေးပါသူစောနေပါရဲ့ဒီနေ့အဲ့ဒါတို့ကဘာလို့ခေါ်ရမှာဘောနော်အဲ့ဒါဘာလဲဆိုခက်ဒီဘာတော့ဘိုက်ပေါက်လေးပါတက်ရမယ်တို့လည်းဘာလို့ဒီကျမဝထားလိုက်လားလို့ပြီးလိုက်လို့โอเคအဲ့လိုမျိုးနေလေငါကညနေလို့โอเคကွာတူလိုချင်တဲ့ဟာလေးပြောမယ်ဘောနော်โอเคဘာလို့ချင်လဲလာခိုင်းလိုက်ခိုင်းလာဘာလို့လဲဝေပြောပြရလေးတို့သူကဒီဟာလေးလိုချင်တာရဲ့โอเคတမီးကတော့ဘာလို့တမီးတော့ဖြစ်တယ်အဲ့ဒါဘာလိုချင်တာလေးဆိုတော့ဘောနော်အဲ့ဒါကတော့ဒီ swimming လုပ်နေတဲ့အကောင်လေးရဲ့ဒီကောင်လေးတို့နှစ်ကောက်သုံးလို့နှစ်ကောက်လေးနှစ်ကောက်သုံးလို့ချင်ပါတယ် secret တော့ secret လေးလိုချင်ပါတယ်ပြောမယ်ဆိုရင်โอเคအဲ့ဒါရဲ့ mini သားလေးနဲ့ဖောက်ပါမယ်ဖောက်ပါပြီဒါလားဟုတ်ပါပြီဒါပါโอเค mini သားလေးနဲ့ဖောက်ဝေးပါပါပြီโอเคဖတ်ပြောလုပ်သွားရေးအဲ့ဒါ mini သားအရင်အနေရှိရတဲ့ဖုန်းလေးကိုပြပေးလိုက်ပါမယ်ဘာလို့ဆိုတော့အနေရှိလို့ပါနော်โอเคအဲ့ mini သားလေးဟာဘာပြန်တိုင်းပြီးသွားပါပြီဆိုရင်တော့အဲ့ဒါလေးဒီမှာဖောက်ပြီးသွားပါပြီဆိုရင်ဒါလေးဖောက်ပါမယ်ရာတက်ပေါက်ကြည့်โอเคခဏလေး1 2အပေါ်လို့1 2 3ဆိုတော့ဖွင့်မယ်ခဏဖွင့်နေတော့1 2 3ဖွင့်ဟုတ်ပြီโอเคခဏလေးပြန်လုပ်1 2 3ဖွင့်โอเค first အဲ့ဒါ sticker လေးပေါ့နော်အော် fish ဖြစ်နေရတော့လေအဲ့ဒါတော့မကြိုက်ပါဘူးတိတ်ပြီးတော့မကြိုက်ဘူးဒါ secret တော့ဟုတ်တယ်ဒါ secret တော့ညမပါဘူး secret ရော secret ပဲလေအဲ့ဒါတော့မကြိုက်ပါဘူးမပြောအဲ့လိုပြောမဟုတ် အရှိအောင်တော့ဘေးကြောက်ပါလုံးပါဒီစကားပါလုံးပါโอเคမနော်ဒီပါမနော်โอเคအဲ့ဒါမကြိုက်ဘူးနော် sticker လေးရတော့လာနော် sticker လေးလာတဲ့ဘယ်လိုကြည့်လဲသူ့မင်းနေမှာသူ့တစ်ခုပေးပါမယ်နေပါရှာနေသူကတော့ရီကူးနေတဲ့ဟာလေးပေါ့နော်ဝါထမင်လို့လဲစားလေးရီကူးနေတဲ့ဟာလေးပါပြမယ်နော်ဟုတ်တာလေးပေါ့နော်အဲ့ဒါလေးလိုချင်တဲ့သူ့ပေးလိုက်ပါမယ်အဲ့မလို့သူ့ပေးလိုက်ပါမယ်အဲ့ဒါကတော့အကုန်ရပါတယ်ဆိုတော့โอเคပါဒီဗီဒီယိုလေးလောက်ပါပဲရှင်ပါခဏလောက်ပဲဘိုင်ဘိုင်ဒီလိုဝဲโอเคဘိုင်ဘိုင်ဒါဥလေးဘိုင်ဘိုင်